ဒီဘုရားသာသနာတော်3ရက်ကိုဥပမာလေးနဲ့ပေးပြီးတော့လည်းပြောပြနော်သာသနာတော်3ရက်ပါလေပရိယပရိပတ်ပရိဝေဒ3ရက်အဲ့ဒါကိုဘာနဲ့ဥပမာပေးလဲဆိုပရိယကသင်ကြားခြင်းဆိုတဲ့ပရိယကဘာနဲ့တူလဲဆိုကံတကံမှာကံရဲ့ဘောင်နဲ့တူတယ်တဲ့နော်ပရိယကဘာနဲ့တူလဲကံဘောင်နဲ့တူတယ်နော်ကံတကံမှာပရိယကကံဘောင်နဲ့တူပြီးတော့နော်ပฏิပတ်ဆိုတဲ့အခုဒီ meditation လုပ်တဲ့ဟာကြီးကြတော့ဘာနဲ့တွားတူလဲဆိုရေနဲ့တွားတူတယ်နော်ပฏิပတ်ကြတော့ဘာလဲတူရေနဲ့တူအဲ့တော့နောက်တစ်ခုအဲ့ဒီကံရဲ့ရေရဲ့တည်နေပြီနော်ကံဘောင်လည်းကောင်းလို့အဲ့ဒီမှာရေတည်နေပြီဆိုလို့ရှိရင်ကြာပြိုး၅ပါးပေါက်လာတဲ့ဟာကြတော့ဘာလဲတူလဲဆိုလို့ရှိရင်ပฏิဝေဒလို့ဆိုရတဲ့မတ်ဖို့လေးကလည်းတူတယ်တဲ့နော်အဲ့တော့ပရိယပฏิပတ်ပฏิဝေဒဆိုတဲ့ဒီသာသနာတော်3ရက်ကသူ့ဘာနဲ့သူချိတ်ဆက်ပြီးတော့သွားနေတာနော်တခုမှအဓိကကတော့သူကဒီလိုပေါ့ပရိယနဲ့ပฏิပတ်ကဒါအခြေခံပဲပฏิဝေဒဆိုတဲ့ဒီကြာပေါက်တယ်မတ်ဖို့လေးပဲရတယ်ဆိုတာကဒါကရှေ့ကပရိယနဲ့ပฏิပတ်နီးမှလာမှလုပ်ခဲ့တော့ automatic ဖြစ်တဲ့ကိစ္စမျိုးနော်ကံပေါင်းတည်မယ်ရည်တည်မယ်ဆိုလို့ရှိရင်ကြာကအလိုလိုပေါက်တဲ့ပုံစံမျိုးအဲ့လိုမျိုးနော်အဲ့တော့ပရိယဆိုတဲ့ပြန်ကြားမှုရှိရအဲ့တော့အရှင်ပြန်ပြီးတော့အခုမှပိဋကတ်သုံးပုံကြည့်အောင်ပါလားမဟုတ်ပါဘူးနော်အခုတရားထုတ်တယ်ဆိုလို့ရှိရင်ကမ္ဘာထဘုန်းကြီးကမ္ဘာထဆရာကဘယ်လိုရှုဘယ်လိုမှဆိုတာပြောပြတယ်တင်ပေးတယ်အဲ့ဒါကိုလို့ like မှတ်တာအဲ့ဒါပရိယပဲနော်အဲ့ဒီအတိုင်းဝေလိထွန်းကိုရှုနေတာမှတ်နေတာနော်ဘုံရဲ့ဖောက်ပင်ကိုမှတ်နေတာအဲ့ဒီအပေါ်မှာတမာတိကြအောင်ဝိရိယတို့တတိတို့စိုက်ပြီးတော့လုပ်နေတာဒါပฏิပတ်ပဲနော်နောက်ဖြစ်လာမဲ့မဖို့လေးပါကဒါပရိဝေဒသာသနာတော်3ရက်အဲ့ဒီလိုသွားတာပရိယနဲ့ပฏิပတ်ဒီချိတ်ဆက်နေတာအဲ့ဒါအခုတချို့တွေပြောတာပေါ့ကြီးမှဝလာတဲ့ဘုန်းကြီးပြောတာရှိတယ်လေတရားရဖို့ဘာလဲပရိယမလို့ဘူးဆိုတာမျိုးလေနော်ဒါရီအစည်းလုံးဝါလို့ပြောတဲ့စကားလေပရိယမရှိရင်ပฏิပတ်ကလမ်းကြောင်းမှမှန်တယ်နော်နောက်တစ်ခုဘာလဲဥပမာပေးတယ်ဆိုတော့ပရိယကိုမြေပုံနဲ့ဥပမာပေးတယ်တို့လည်းအခုဆိုတော့ရန်ကုန်သွားနေတယ်ဆိုရန်ကုန်သွားတဲ့လမ်းကြောင်းကိုသိမှရန်ကုန်ရောက်မှာပေါ့နော်အဲ့လမ်းကြောင်းကိုသိတာအဲ့ဒါပရိယပဲသွားနေတာဒီပฏิပတ်နော်ရန်ကုန်ကိုရောက်သွားတာဒီတည်းပฏิဝေဒဒီလိုပြောတယ်နော်အဲ့စတတ်ဖို့မလိုလဲလိုတယ်နော်စတတ်ဖို့လိုတယ်သိလိုက်တဲ့အတိုင်းတာတစ်ခုထိတော့သိထားမှရတယ်မသိရင်လမ်းကြောင်းမှာပါလမ်းကြောင်းမှာရင်လိုရခေမရောက်တော့ဆိုပါစို့ရန်ကုန်ကဥပမာအရှိမှရှိတယ်ဆိုကိုကသွားချင်တာကရန်ကုန်နော်ဒါပေမဲ့အနောက်မှာလို့ထင်ပြီးတော့အနောက်ကိုသွားနေလို့ရှိရင်အဲ့ရန်ကုန်ရောက်ပါဘူးလားမဟုတ်တော့ဘူးလုံးဝ crossing ဖြစ်သွားပြီအဲ့ဒီအတိုင်းပဲနော်ဥပမာပေးတာလေးတွေတော့ကြောက်ဖို့ကောင်းတယ်အဲ့တော့ဟိုတရားစခန်းတွေပါလို့ဝင်လို့ရှိရင်လည်းသွားလို့ရှိရင်လည်းအဲ့ဒါလေးမှတ်ထားဖို့ကမ္ဘာထံဆရာမမကန်တိတိကျကျပြတ်တတ်တဲ့ကမ္ဘာထံဆရာမျိုးလည်းရွေးဖို့လိုတယ်နော်ရွေးပြီးရင်လည်းသူခိုင်းတဲ့အတိုင်းသူလမ်းရတဲ့အတိုင်းလည်းကိုလုပ်ဖို့လိုတယ်အဲ့ဒါမှလိုရခီးရောက်နော်အဲ့လိုလေးမှတ်ထားဟုတ်ပြီလား